အားလုံးပဲမင်္ဂလာပါကြောက်ဒီနေ့ကတော့ဟိုနေ့ကတင်ပေးထားတဲ့ဒီဂျပန်ကနေပြီးတော့မြန်မာနိုင်ငံကိုငွေလွှဲတဲ့နေရာမှာအသုံးပြုလို့ရတဲ့ Western Union ဆိုတဲ့ application လေးကို account ဘယ်လိုဖွင့်ရမလဲဆိုတာကိုလာပြောပြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Western Union app ကို download ဆွဲရမယ်ပေါ့နော်ကျွန်တော်တို့ iOS သုံးတဲ့လူတွေကတော့ App Store ကနေပြီးတော့ download လုပ်လို့ရပါတယ် Android သုံးတဲ့ border ရဲ့အနေနဲ့ကတော့ Google Play Store မှာ download ဆွဲလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ download ဆွဲပြီးတာနဲ့ application လေးကိုဖွင့်လိုက်ပါမယ်ဖွင့်ပြီးရင်ကျွန်တော်တို့ဒီ account မရှိသေးတာဖြစ်တဲ့အတွက်ပထမဆုံးပေါ်လာတဲ့ screen က join now ဆိုတာလေးကိုနှိပ်ရပါမယ်ပြီးတာနဲ့ကျွန်တော်တို့ email ကိုထည့်ပေးပြီးတော့ password တစ်ခုကိုဖန်တီးရပါမယ် password ဖန်တီးတဲ့နေရာမှာစက်လုံးအရေအတွက်အနည်းဆုံး8လုံးကနေပြီးတော့16လုံးထိရှိရပါမယ်ပြီးတော့ English alphabet အကြီးတစ်လုံးအသေးတစ်လုံးနဲ့နံပါတ်တစ်ခုပါကိုပါရပါမယ်ဒီ outbox လေးကတော့ Western Union နဲ့ပတ်သက်တဲ့ update တွေကိုသိချင်ရင်အမှန်ချစ်ခဲ့လို့ရပါတယ်မချစ်လည်းရပါတယ်ဘာမှမဖြစ်ပါဘူးပြီးတာနဲ့ကျွန်တော်တို့ continue ဆိုတဲ့ကောင်လေးကိုနှိပ်ပေးလိုက်ပါဒီမှာပေါ်လာတဲ့ကောင်လေးကတော့နောက်က login ဝင်တဲ့အချိန်ကျရင် Face ID ပေါ့မျက်နှာ scan လိုက်တာနဲ့ email တို့ password တို့ကို auto ဖြည့်မလားမေးတာပေါ့နော်ဒီကောင်လေးလောက်ထိုင်တော့ပို့အဆင်ပြေပါတယ်ကျွန်တော်ကတော့ Face ID နဲ့ဆိုပို့အဆင်ပြေတာမလို့ yes ကိုနှိပ်ပြီးတော့ scan ဖတ်လိုက်ပါမယ်ပြီးရင်ဒီကောင်လေးပေါ်လာတာနဲ့ get started ဆိုတာကိုနှိပ်လိုက်ပါမယ်ဒီဟာလေးပေါ်လာပြီဆိုရင်ပထမဆုံးတစ်ခုမှာဘယ်နိုင်ငံကိုငွေလွှဲရမလဲဆိုတာကိုရွေးပေးရပါမလဲမြန်မာနိုင်ငံကိုဆိုရင်မြန်မာနိုင်ငံပေါ့နော်ဒုတိယကောင်လေးကတော့တစ်လကိုငွေဘယ်နှခေါက်လွှဲမလဲဆိုတာပဲဖြစ်ပါတယ်တတိယကောင်လေးမှာတော့ကျွန်တော်တို့ဘယ်ကရလာတဲ့ငွေကိုလွှဲမှာလဲပေါ့နော်ရတဲ့လစာကိုလွှဲမှာဆိုရင်ကျွန်တော်တို့ salary ကိုရွေးပေးလို့ရပါတယ်နောက်ဆုံးကောင်လေးမှာဆိုရင်တော့ကျွန်တော်တို့အလုပ်အကံရွေးရပါမယ် training ဝန်ထမ်းအစိုးရဝန်ထမ်းကျောင်းသားစသဖြင့်အမျိုးမျိုးရှိပါတယ်ပြီးတော့အောက်ကကောင်လေးတွေကိုအမှန်ချစ်ပေးလိုက်ပြီးတော့ continue ကိုဆက်နှိပ်ပေးလိုက်ပါဒီကောင်လေးပေါ်လာပြီဆိုရင် nationality မှာကျွန်တော်တို့မြန်မာကိုရွေးပေးရပါမယ်ပြီးရင်နာမည်ဖုန်းနံပါတ်မွေးနေ့နဲ့နေရာလိပ်စာတို့ကိုဖြည့်ပေးရပါမယ်ပြီးတော့ကျွန်တော်ဒီ country of birth ဆိုတဲ့နေရာမှာလည်းမြန်မာနိုင်ငံကိုရွေးပေးရပါမယ်လိပ်စာကို English လို့ဖြည့်ရမှာဖြစ်တဲ့အတွက်မသိဘူးဆိုရင် Google Translate မှာကျွန်တော်တို့ Japan လိပ်စာကို English လို့ပြန်ပြီးတော့ဒီမှာသူတို့ဥမာပြထားတာလေးနဲ့ကိုက်ပြီးတော့ဖြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီ prefecture နေရာမှာတော့ကျွန်တော်တို့ဘယ်မြို့မှာနေလဲဆိုတာကိုရွေးပေးရပါမယ် Tokyo ဆို Tokyo Osaka ဆို Osaka ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ city ဆိုတဲ့နေရာလေးမှာဥမာပြထားတဲ့အတိုင်းဘယ်ခုမှနေထိုင်လဲဆိုတာကိုရေးပေးရပါမယ်ဒီမှာကတော့ကျွန်တော်အစာအုပ်နာမည်အခန်းနံပါတ်နဲ့လက်နံပါတ်ကိုရေးပေးရပါမယ်ဆိုတော့ကျွန်တော်ဒီအပေါ်ဆုံးက postal code ဆိုတဲ့စာတိုင်းနံပါတ်ကတော့မဖြည့်လဲရပါမယ်ကျွန်တော်ကတော့ဖြည့်ပေးလိုက်ပါမယ် address line 2ကတော့မဖြည့်လဲရပါတယ်ကွက်လက်ပဲခြံခဲ့လိုက်ပါကျွန်တော်ပြောရဖြည့်ပြီးသွားပြီဆိုရင်တော့ဒီ continue ဆိုတဲ့ကောင်လေးကိုဆက်နှိပ်ပေးလိုက်ပါပြီးရင်ဒီကောင်လေးပေါ်လာရင်တော့အောက်က ready ကိုပဲနှိပ်ပေးလိုက်ပါခဏဆောင်ပြီးရတဲ့ကျွန်တော် application ကို camera access လုပ်ပေးရပါမယ်နောက်ထပ်ပေါ်လာတဲ့ကောင်လေးကိုလည်း access လုပ်ပေးလိုက်ပါပြီးတော့ဒီမှာထပ်ပေါ်လာတဲ့ကောင်လေးမှာကျွန်တော် Zydu card ကိုအသုံးပြုပြီးတော့ account ဖွင့်မှာဖြစ်တဲ့အတွက်အပေါ်က resident card ကိုရွေးလိုက်ပါခဏဆောင်ပြီးရင်ကျွန်တော်ဒီ Zydu card အရှိတ်ဘက်ကိုဒီမှာပြထားတဲ့အကွက်လေးတွေတိုင်းကိုက်ပြီးတော့တပ်ပုံရိုက်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်အကုန်အမှန်ချစ်ပေးပြီးတော့ဒီ continue ကိုဆက်နှိပ်ပေးလိုက်ပါပြီးရတဲ့ကျွန်တော်ခုနက Zydu card အရှိတ်ဘက်ကိုပဲထောင်ရက်အနေထားနဲ့ရိုက်ပေးရပါမယ်ပြီးရင် Zydu card အနောက်ဘက်ကိုရိုက်ရပါမယ်နောက်ထပ်တစ်ဆင့်မှာတော့ကျွန်တော်မျက်နှာကိုဓာတ်ပုံရိုက်ပေးရပါမယ်ဒီမှာသူပြောတဲ့အတိုင်းခေါင်းတွေပါစောင်းပြီးတော့လည်းရိုက်ပေးရပါတယ်ပြီးရင်တော့ခဏစောင့်ပေးလိုက်ပါဒီကောင်လေးထပ်ပေါ်လာရင် complete ဆိုတာလေးကိုနှိပ်ပေးလိုက်ပါကဲကျွန်တော်တို့ဒီ screen လေးပေါ်လာပြီဆိုရင်တော့ရပါပြီဒီကောင်လေးပေါ်လာပြီဆိုတာနဲ့ကျွန်တော်တင်လိုက်တဲ့အချက်လက်တွေကိုစစ်ဆေးနေပြီဖြစ်ကြောင်း email ပို့လာပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ Western Union ဘက်ကနေပြီးတော့ account registration လုပ်တာကိုအောင်မြင်ကြောင်း email ပို့လာတာကိုစောင့်ရုံပါပဲပုံမှန်အားဖြင့်ကျွန်တော်တို့ registration လုပ်တာအောင်မြင်ကြောင်းကို email ပို့ဖို့တနားရီကနေပြီးတော့3နာရီထိကြာပါတယ်
ကဲအခုဆိုရင်တော့ကျွန်တော် registration အောင်မြင်ကြောင်းကိုကြီးမေးရပြီပဲဖြစ်ပါတယ်ရပြီဆိုတာနဲ့ကျွန်တော် application ကိုပြန်သွားပြီးတော့ login လုပ်ကြည့်လိုက်ပါဒီမှာကတော့ကျွန်တော် two step verification သဘောမျိုးနဲ့ login ဝင်တဲ့အချိန်မှာထည့်ထားတဲ့ email ဒါမှမဟုတ် phone number ကိုကုတ်လန်းတောင်းပါတယ်ကျွန်တော်ကတော့ email နဲ့ပဲတောင်းလိုက်ပါမယ် email မှာပို့လာတဲ့ကုတ်လေးကိုဖြည့်လိုက်ရင် login လုပ်လို့ရပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ login လုပ်လို့ရပြီဆိုတော့ account ဖွင့်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်မြန်မာနိုင်ငံကိုဘယ်လိုပတ်စံလွှဲရမလဲဆိုတာကိုအခုလိုပဲအသေးစိတ်တစ်ဆင့်ချင်းပြောပြပေးသွားပါမယ်